ဒီနေ့မှာတော့လက်ရှိမြန်မာနိုင်ငံမှာလူတွေကြားထဲပြောနေကြတဲ့ပတ်စံအတူပြဿနာနဲ့လိမ်လည်မှုတွေဘလို့ဖြစ်နေတယ်လဲကိုယ့်လက်ထဲမရောက်အောင်ဘလို့ရှောင်ကြမလဲဆိုတာကိုပြောပြပေးမယ်နော်အရင်ဆုံးပတ်စံအတူဘာလို့ထွက်လာတာလဲဆိုတော့အဓိကစီးပွားရေးအခက်အခဲတွေကြောင့်ဖြစ်ပါတယ်လူတချို့ကလွယ်နဲ့ပတ်စံရချင်လို့ဤပညာသုံးပြီးပတ်စံအတူတွေထုတ်လာကြတာဖြစ်ပါတယ်အခုခေတ်မှာ printer နဲ့ပဲအတော်ကိုတူအောင်လုပ်လို့ရလာတာကြောင့်တာမန်လူတချို့အတွက်ခွဲမသိနိုင်တာတွေရှိပါတယ်နောက်တစ်ချက်ကလူတွေအလုတ်ကင်ခက်ခဲလာတာကြောင့်လိမ်လည်မှုတွေခိုးယူမှုတွေလည်းတိုးလာပါတယ်တချို့ကပတ်စံအတူကိုဈေးဝယ်တဲ့နေရာတွေလူများတဲ့နေရာတွေမှာတွားသုံးပြီးပြန်လည်ငွေချိန်မှာအစစ်ငွေယူသွားတာမျိုးလုပ်ကြပါတယ်ဒါဆိုကိုယ့်လက်ထဲပတ်စံအတူမရောက်အောင်ဘယ်လိုလုပ်မလဲဆိုတော့ပထမဆုံးငွေကိုလက်ခံတဲ့အချိန်မှာတေချာကြည့်ဖို့လိုပါတယ်ပတ်စံကိုလက်နဲ့ထိကြည့်ရင်စက်ကူအရေးသွေးမတူတာတွေရှိတတ်ပါတယ်အစစ်ငွေကနည်းနည်းကြမ်းပြီးခိုင်မာတတ်ပါတယ်အတုတွေကတော့ပိုပါသလိုပြော့နေတတ်ပါတယ်နောက်ပြီးအလင်းထဲထောင်ကြည့်ရင်ဝါရမလူသင်္ကေတတွေရှိမရှိစစ်ကြည့်ပါအစစ်ငွေမှာတော့ဒီလိုလုံခြုံရေးအမှတ်သားတွေပါပါတယ်အယောင်တွေကလည်းအရန်တောက်မဟုတ်ပဲတဘာဝကျနေပါတယ်တချို့လိမ်လည်သူတွေကဘလို့လောက်ကြလဲဆိုတော့ငွေကြီးတန်တွေကိုတုံးပြီးအလင်းအမြန်ပြန်ငွေတောင်းတာမျိုးလုပ်တတ်ပါတယ်ဥပမာ20သူညကြက်တန်ပေးပြီးပစ္စည်းအသေးဝယ်ပြီးချက်ချင်းပြန်ငွေယူသွားတာမျိုးပါအဲ့လိုချိန်တွေမှာအမြန်လွယ်မပေးဘဲတေချာစစ်ဖို့လိုပါတယ်။ online မှာလည်းလိမ်လည်မှုတွေများလာပါတယ်။အလုပ်ကောင်းပေးမယ်ငွေမြန်ရမယ်ဆိုပြီးလိမ်ပြီးအရင်ငွေတောင်းတာမျိုးတွေရှိပါတယ်။အဲ့လိုဟာတွေကိုမယုံဖို့မသိတဲ့လူကိုငွေမလွှဲဖို့အရေးကြီးပါတယ်။အချင်းချုပ်ပြောရရင်ပတ်စံအတူနဲ့လိမ်လည်မှုတွေကအခုချိန်မှာတကယ်ရှိနေတဲ့ပြဿနာတွေဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းကသတိရှိနဲ့ငွေလက်ခံတဲ့အချိန်စစ်ဆေးပြီးမတေချာတာတွေကိုမယုံမဲနေဖို့လိုပါတယ်။ဆက်လက်ပြီးခုခေတ်မှာအရန်ဖြစ်နေတဲ့ online ငွေကြေးလိမ်လည်မှုတွေကိုဘယ်လိုရှောင်ရမလဲဆိုတာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။အခုအချိန်မှာဖုန်းနဲ့အင်တာနက်အသုံးပြုမှုများလာတာနဲ့အမျှ online လိမ်လည်မှုတွေကလည်းတဖြည်းဖြည်းများလာပါတယ်။တချို့လူတွေကလူမှုကွန်ရက်တွေ Messenger, Telegram, Facebook စတဲ့နေရာတွေကနေအလုပ်ကောင်းရမယ်ရင်းနှီးမြှုပ်နှံရုံနဲ့အမျက်များမယ်ငွေထည့်ရင်ဘာနဲ့ရမယ်ဆိုပြီးဆွဲဆောင်လိမ်လည်နေကြပါတယ်။အဲ့ဒီလိုလိမ်လည်မှုတွေကိုဘယ်လိုရှောင်ရမလဲဆိုတော့ပထမဆုံးအနေနဲ့မသိတဲ့သူကပို့လာတဲ့အလုပ်ကိုင်ခွင့်လန်းတွေကိုအလွယ်တကူမယုံသင့်ပါဘူးအထူးသဖြင့်အရင်ငွေထည့်ရမယ် registration fee ပေးရမယ်ဆိုတာမျိုးတွေဆိုရင်တေချာစစ်ဆေးဖို့လိုပါတယ်ဒုတိယအနေနဲ့အလွန်မြန်ငွေတိုးမယ်ဆိုတဲ့အရာတွေကိုသတိထားရပါမယ်တနေ့တည်းနဲ့အမျက်နှစ်ဆက်ရမယ်လွယ်နဲ့ဝင်ငွေများမယ်ဆိုတာတွေကအများအားဖြင့်လိမ်လည်မှုတွေဖြစ်နိုင်ပါတယ်တတိယအနေနဲ့ကိုယ့်ရဲ့ကုတ်တွေဘဏ်အကောင့်ချက်လက်တွေကိုဘယ်သူနဲ့မှမမျှဝေရပါဘူးတချို့လိမ်လည်သူတွေကဘဏ်ဝန်ထမ်းလိုဟန်ဆောင်ပြီးအချက်လက်တောင်းတာမျိုးလည်းရှိပါတယ်အဲ့လိုချိန်တွေမှာလုံးဝမပေးသင့်ပါဘူးနောက်တစ်ချက်ကတော့မသိတဲ့ link တွေကိုမနှိပ်ပါနဲ့ gift ရမယ် free money ရမယ်ဆိုတဲ့ link တွေကနေဖုန်းထဲကအချက်လက်တွေကိုခိုးယူနိုင်ပါတယ်။ online လိမ်လည်သူတွေကများသောအားဖြင့်လူတွေကိုအမြန်ဆုံးဖြတ်အောင်ဖိအားပေးတတ်ပါတယ်။အခုချက်ချင်းမလုပ်ရင်အခွင့်အရေးပြောက်မယ်ဆိုတာမျိုးတွေပြောတတ်ပါတယ်။အဲ့လိုအခြေအနေတွေမှာအေးစစ်စဉ်းစားပြီးမိသားစုနဲ့တိုင်ပင်ဖို့လိုပါတယ်။အချင်းချုပ်ပြောရရင် online ငွေကြေးလိမ်လည်မှုတွေကိုရှောင်ဖို့အရေးကြီးဆုံးကတော့မသိတာကိုမယုံခြင်းအလွန်မြန်မြတ်ရမယ်ဆိုတာကိုမယုံခြင်းကိုရေးချက်လက်တွေကိုမမျှဝေခြင်းပဲဖြစ်ပါတယ်ဒီအချက်တွေကိုတေချာလိုက်နာနိုင်ရင် online လိမ်လည်မှုအန္တရာယ်တွေကိုအတော်အတန်ကာကွယ်နိုင်မှာဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်